ရှိခိုးပြီးမှတော့ဗောလားရှိခိုးလိုက်ပါဗောသမီးဝိုင်းလုပ်ပြီးမှဗောအညီဘာမှစိတ်မပူနဲ့ကျမတော့ပြီးပြီပါဟုတ်ခဏနေပါကျွန်တော်ခုချိန်ဒီမိုးနေတော့ပဲလားမိတ်ဆွေတယောက်ဖြစ်နေတော့မှတိမှပြုတ်နေတယ်ကျမရှိလို့ကလေးလေးကြောက်မှမဟုတ်တာအဲ့လိုမပြောပါနဲ့ဗျာလက်ကားစားတာပါရှင်ရှစ်ပုံစံကလေပုတ်တူလေးမိုင်းကျက်ကလေးလေးကြောက်နဲ့တူနေလို့ပါတော့လူကြီးနဲ့တော့လေလုံးနေမစိုးလို့လားမတူဘူးလားနောက်ကြတာတာကြီးဒီဒီမနဲ့အမိမွေးနေ့တို့ရည်စူးပြီးတော့ဖះမှာရေတောင်းသက်ပေးနေပြီတာလူပါတာလေးတာလူပါအမိမွေးနေ့ကိုသာတတိရတယ်နော်မေးစရာပါအပြရလေးဒီတာကိုလက်ဆောင်ပြန်ပေးဦးမှာဘာများလဲမေးတာကိုအမေသားကိုမင်းမပေးစားတော့မေးဘယ်သူလဲလဲဘေးရတယ်မေအမေတွေ့ထားပြီသားရဲ့ဟုတ်ပါပြီဘေးရတယ်မေဩသားရဲ့ဘယ်သူရှိအောင်မလဲအမေကတပီးလေးလိုချစ်တယ်ယူခင်နေလေအမေကသူ့ကိုတပီးပြမွေးစားထားတာလားတားရဲ့ညီမလေးပဲပေါ့သားရဲ့ညီမအရေးမှမဟုတ်ပဲသားရဲ့သားယူလို့အမေတော်မယ်ချွေးပါလို့တော့ဘယ်ရင်းမှမလဲသားမင်းကိုဘာကြောင့်ကြည့်နေရလဲဟုတ်တယ်လေအမေကသူ့ကိုသမီးဖြစ်မွေးစားထားတာဆိုတော့သားရဲ့နဲ့မှလည်းညီမလေးတယောက်လိုပဲသဘောထားတာပေါ့သားရဲ့တစိမ့်နေပဲဟာသားပြောင်းချစ်ကြလိုက်လေနော်တာမေးစကားနားထောင်မယ်မလားတာမေးတော့လီမာလေးတာတာရေဒါဆိုအမေစီစဉ်လေးတော့ပဲနော်မေးစိတ်ချမ်းသာဖို့ရည်ကြည်ပါတယ်ဒါနဲ့တခုလို့ရှိရင်မင်္ဂလာပွဲကိုကြီးကြီးကျယ်ကျယ်လုပ်ချင်ရတယ်တာရေရတယ်ဘာပဲဖြစ်ဖြစ်အမေဘဝလေးမှာသားရှိနေဖို့ပဲအရေးကြီးတယ်ဟုတ်တာကိုရမင်းကတော့ဆောင်းပြီးနေပြီခုချိန်ဒီကိုရအောင်ခေါ်တော့မယ်လားဟာကိုလို့ခေါ်မယ်လာလေအဲ့လိုကြီးတော့ခေါ်ရတယ်လားဟာကိုမောင်ကိုခေါ်မယ်နော်ခေါ်လေအဲ့တော့တမလို့လေမောင်ကရှိတဲ့လက်ကားတင်နေပြီဟောရဲ့ယောက်ျားဆိုတာအိမ်ဦးနဲ့ကိုကတော့တာကုတူရဘောမောင်ရဲ့ကတော့ရပြီလားကဲအဲ့ဒီကတော့ရလိမ္မာလိုက်တာတတိလေးရေဟာဒီစားပြီးတယ်သားတွေဖြစ်ပါ
လေးကမလေးပါဘူးလား ဒီမှာပါလေဗျာဒီမှာပါလေ အမေရောလည်းတော့ပြရနော်အော်ဟုတ်ပြီတော့ဒီလိုရဲ့ဒီမှာလည်းရတော့ဒီရဲ့ဒီကိုကြောက်ပါလေတာရုပါသမီးတာရုပါသမီးနဲ့သားနဲ့ဟိုအောင်မင်းအောင်ပေါင်းရပါစေလို့အမေကဆူတောင်းပါလေ ဟုတ်ကဲ့မေပြီးရစနေပြေးပါစေ ခင်းစုနဲ့ပြေးပါပြီကဲအဲ့ဒါပဲသားမိဘစကားကိုနားထောင်တဲ့အကျိုးကျေးဇူးဆိုတာလေကဲသမီးနဲ့သားနားကြအောင်နော်မိလေးသွားထားလိုက်နော်ဒီနေ့ဆက်ထိုးရတာဟုတ်တယ်အဲ့ဒါလည်းရုပ်ရင်းနေတယ်ဆက်ပြီးတော့ဘယ်မှာလဲတားရေအမေကတော့ဖြည့်ကြည့်ပါလေသူတို့ဒီလိုဟိုဒီချက်ရတော့မလားအဲ့တော့ဒီကဒီဝဲကိုဝင်ဒီချက်အဲ့ဒါမှဒီလိုပြရနော်ဟုတ်ကဲ့အဲ့တော့တော့ဆက်တော့မှာနော်ဟုတ်ဒါကြည့်တာကြည့်တာကြည့်အဘိဓမ္မာကိုချူနေတော့အဘိဓမ္မာမှာသူတို့တိုင်းပြည်ပုံမရှိလူမိမကြီးပဲအများကြီးတာဗျာ။ဆရာဒီနေ့တော့ကျွန်တော်တို့ဟိုကတွေ့ရမယ်နော် ကျွေးဆိုလည်းကျွေးပါမယ်ဗျာနော်ကျွေးရမွေးရမယ်ကိစ္စတွေကြောက်တို့တိတ်တိတ်လုပ်အောင်ပါဗျာ ။ဟာကျိုးတိုးတွေလို့မရောက်ဘူးဗျာ။ဆရာ။မိုင်းစားနေပြီဆရာ။တွေ့ရမယ်နော် ကျွေးဆိုလည်းကျွေးပါမယ်ဗျာသူတို့ဟုတ်ကဲ့မေးပါရဲတော့စကားပြောနေပါဗျာ ကျမမင်းညနေပါဒီနေ့တကယ်တိုင်မလေးရှင်တို့ရဲ့မြင်လာတဲ့ရင်ကိုကျမဖတ်လိုက်ရတယ်အဲ့အတွက်ရှင်ကျမကိုရီဗီရှင်းရလောက်တာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါနဲ့မင်းမြတ်တွေမင်္ဂလာတင်ရောကျွန်တော်ဘာမှမကြားဘူးရှင်ရတကယ်ယုံခဲ့တာ哦ကျမရှင်ကျမပုံမှာတန်ရောစင်ပြအောင်လို့လုပ်ချင်ပြီးပြောခဲ့တာပါတကယ်တော့လေကျမဘသူ့ကိုမှလည်းလက်ထပ်ဖို့စီစဉ်မရှိသလိုလေနိုင်ငံကိုမှသွားဖို့လည်းမရှိပါဘူးညာရှင်နေရွေးပေးရစနီးကရှင်မေစိတ်ချရေးဆိုတော့ရှင်စိတ်ချခံမှုရအများကြီးရမှာပဲနော်ရှင်ကအမေစကားနားထောင်တဲ့သူတရားဆိုတော့ကောင်းပါဟိုကျွန်တော်ထားပါတော့လေရှင့်ကိုလည်းဒီလိုဖြစ်ခဲ့တဲ့ကျမရဲ့စကားတစ်ခုတွေ့ရှင့်ကိုကျမဒီနေ့တောင်းမှန်တာပါရှင့်ကိုလည်းပြုပါတယ်ရှင်ပြောရှင်နိုင်ပါစေလို့ကျမဆုတောင်းပေးပါတယ်နော်ဟုတ်ဒါလည်းခေါ်တယ်ပါယူရတယ်ယူရတော့ပြီးရရှားကြတယ်ဟုတ်တယ်ခေါ်တယ်နော်ဒီတဲ့ဟုတ်တယ်ရောအမေကမခေါ်ပဲတွင်းစားနေကြတာကိုဟုတ်မေးဒါဘယ်ကိုမေးပါလဲဘာကြည့်ချင်တာလဲနေရလေရန်ဦးအနဲ့မွေးတော့ပိုက်စားတယ်စားမိတာမေးလား
သားလေးညာကြီးစားတာပါဗျာတော့ပါကြည့်ဟုတ်နော်အားလေးကြည့်ကြတယ်ဒါငါ့ရေကျူလေးဖြစ်လာတာပြည့်ဒါငဖဲနဲ့ဘူးလေးနဲ့ချင်းချင်းဒီမှာသာမွားတော့ဒါမောင်စိတ်တဲ့ပစုံဟင်းလေးနော်မောင်ဒါဆိုရှင်ရတာနော်မောင်အရင်စိတ်ဟောဘယ်တော့လဲဒီဟောလာငါးရပူကောင်းတာပါငါရဘုံတော့ကြည့်ရငါသားအုံးနဲ့လုံးလုံးပြတာဟောပစုံတက်တာပစုံညာတာနော်မောင်ငါရန်တယ်ကြောက်ပါရန်တာစားဟောပစုံတက်တာငါပစုံလေးပဲမြန်စားတော့မောင်စားအော်လေတော့ခါရစားကြည့်တာငါအဲ့ဥစ္စာကိုကိုကြည့်နေတာမယ်သာသာပဲမောင်ရဲ့ခေါ်တိုက်ကြပဲပါပါဟုတ်လားစားနေတော့စားတတ်တာလည်းမဟုတ်ဘူးစားနေတော့အဲ့ဒီမှာနေညခေတ်စားတော့မနော်စားကြလို့ရှိရဲ့စားကြလို့တက်ပြီးသွားပြီနော်ထားရတယ်ထားတယ်ဟာဘာမှမဟုတ်ဘူးအေးဘောလို့အဲ့ဒါကိုလေအမေဘာကိုရတယ်
ဘာမရဘူးစောအမေတို့ဘာမှမလုပ်ဘူးလေ ဟုတ်မေဟိုရှုလုပ်ပေးပါစေတားရဲ့သမီးဖြစ်နေပြီဆိုတော့သူလုပ်ပေးနေချာပေါ့မမေကတက်ကြည့်ပြီဆိုတော့အေးအေးဆေးဆေးနားနားနေနေစိတ်နဲ့နေတော့ပြီနော်ဟိုသမီးလှုပ်ချက်လာတဲ့အားလုံးလေယူခိုင်းယူအားလုံးလုပ်ပေးတယ်နော်ယူနော် ရပါလေသားလေးရေသားငယ်ငယ်လေးတွေကတောင်းဝရဝစောအမေလုပ်ပေးခဲ့တာလေအခုလည်းအမေပဲလုပ်ချင်တယ်နော်သားရောခိုင်းပါလေသားဝတ်ဖို့ကိုစားရအမေစင်းနဲ့ရွေးလာပြီးသားရေချိုးဖို့လေဒီရွေးတွေဆက်ထားခဲ့ပြီးတပိအိုးစားလေ breakfast နေရာပဲပြေတော့ကွာကဲလာသားရေချိုးအောင်နော်တပိရေမြန်မြန်လုပ်လေဆိုကြသားစားကိုနောက်ကျနေလို့မေလာလာရေချိုးအောင်ငါလာသားရေဒီမှာဒီရွေးတွေအေးကိုဟေးလာလာဒါကအများကြီးကောင်းတာပဲ။ညနေဒီဖိလိအေးတော်တော်ရဲ့ဖိခံလို့စပါ။ကဲသူမျိုးလေးတွေအဲ့လိုပဲဆက်နေမော်ဒယ်လေးတွေလေဆက်တော့ဒီလိုပုံတော့ရောက်ကြ။ခိုင်းရပဲပြပြရှက်သေးတယ်။ရုံးလိုက်ပါတိုင်း 아다특별명이네ဘလို့ပြုံးပြုံးအမေသားရဲ့စကူကောင်းတာပဲကိတ်ပြောတော့ကြာနေမေးဟဲ့ကြာခဲ့ပြီလေတတာ好了，妈妈奶奶把你给我对。ကျမရာလူကြပါပြီအမတို့ရဲ့ကျမကိုလေဈေးသွားသမင်းချက်တဲ့အဲ့လောက်ပဲလုပ်ရမယ်တဲ့သူ့သားလုပ်ကိုသူ့ပဲလုပ်မယ်တဲ့လေအောင်ပါစေလူဘာဝလိုက်တာဟဲ့အဲ့ဒါရောက်ခမရဲ့အကျင့်စိုးကိုစတာပဲနော်ဒီတို့ဒီများနှစ်ယောက်တောင်စကွင်းနေပြီအဲ့နင်ငိမ့်ခံနေနော်ငိမ့်ခံနေလို့ရှိရင်နင်တစ်သက်လုံးရှုပ်ပြီးသားမှန်ဟုတ်ကဲ့ငါတို့ကတော့လေငါတို့ရောက်ခမကိုကောင်းကောင်းလက်စင်ပေးထားတာဟုတ်တယ်ငါရောက်ခမဆိုရင်လေပြားပြားကိုဝတ်နေရပဲအောင်မလဲအဖွားကြီးဒါနဲ့စားဆိုဒါနဲ့ပဲစားရတယ်ဒီလိုနဲ့ဆိုဒီလိုနေပဲပြန်ကိုမလှန်နိုင်အောင်လုပ်ထားတာဟဲ့ရောက်ခမဆိုတာလေကောင်းကောင်းထောင်းထားနိုင်မှာတော်ကာကြတာနော်အဲ့တော့နင်းအခွင့်အရေးကိုနင်းရအောင်ပြန်ယူရမယ်လုံးဝလည်းလို့ဆိုခလုံးပြုံးတော့ရအောင်ကိုပြန်ယူဟုတ်တယ်ငေါခံလို့ရတယ်နင်းတစ်သက်လုံးပြားပြီလားမှန်ဒီခွင့်ကိုနင်းပြန်ယူဟဲ့ဒီဘာမှမကြောက်နဲ့နော်နင်းဘက်မှာငါတို့တော့ရလို့ရှိရသိလားဟုတ်တယ်နင်းအခွင့်အရေးကိုနင်းပြန်ယူနင်းရောက်ခမကိုနင်းပြန်နိုင်တယ်လို့ငါတို့ကသတင်းကြလို့ရှိရင်ငါတို့အားတော့နင်းကိုမဟုတ်ဟောဝယ်ခြင်းမှာနော်ငါတို့ဈေးဖို့ရနင်းကိုဖဲ့ကျွေးမှာဟုတ်တယ်ဟုတ်တယ်ငါတို့ကခဏဝယ်ကျွေးမှာဟုတ်တယ်အမားတို့ပြောတာမှန်တယ်ဒီကပြန်လာတယ်လေစပြီးတော်လန်တော့မယ်ကျမရဲ့ဓာတ်တို့လေကျမเจ้าကိုပြန်ဒါမှငါတို့တကယ်ကြီးပြီးသားဟုတ်ကဲ့တောက်အားတော့တကယ်ကြီးဟေးကြီးထားတော့နော်ဒီကနေ့တော့မလို့ပြန်တိုင်းထုတ်မယ်သိလားတော်လာတော်လာတော်ရဲ့ဟုတ်ကဲ့ရနေပါလား ချိန်လုံးတက်တော်နေချင်းနေကြရအောင်ပြင်းပြနေနေပြီးမောက်ပြစ်သွားလို့ ဒီဘလူးပဲဖြစ်ဖြစ်ချစ်နေပြီသားဒါတော့ဒီလက်ဖလာတော့ဘာပြင်ထားပုံထားတော့ပြင်သွားမလားမောင်းလိုက်ပို့မယ်လေ တကယ်ဆိုဒါဆိုလို့ရှိရင်ဖျားတော့မယ်နော်မောင် အဲ့ဒီဖះဆိုရင်ဟ
ဟောမမီလေးလိုက်ချင်ပါ ဟောလေလင်မယားနှစ်ယောက်တည်းပဲလွတ်လပ်သွားခြင်းတော့ဗောအမိပိုင်ဘယ်လိုလက်ပေါ့ အမေနဲ့တစ်ခုဖြစ်လာပြီလား သူကတော့ဘာမှဖြစ်ပါဘူး မိမရေလူကြီးဆိုတာဒီလိုပဲပေါ့ကိုယ်ကလူနဲ့ပဲရှော့ပြလိုက်ကဲမိမစိတ်ချမ်းသာအောင်ဝင်လိုက်ဖို့ဟုတ်ပြီလား ဒါဆိုရင်တော့မယ်လေမ ဒါလေးကိုကျန်တော့ပဲဖြစ်မယ်မိမလည်းခြေသွားတော့လည်းညဝစားသွားလိုက်လိုက်မစိုးစိမ့်လေးဝင်လာပြန်မယ် ဒါကြောင့်မချီရတာ မဲတရားတို့နေရပြီတော့ခရမဲ့ဝင်နေပြီနော် ဟာလေတော့ဝေးတော့လေ သမီးလူစရပြေလို့ပါလားဘယ်သွားမလို့လဲလူဘာဝနဲ့ကြောင်လဲအဲ့ဒါကြောင့်ကမရဲ့အကျင့်ဆုံးကိုစလာတယ်နော်ဒီတို့ဒီများနှစ်ယောက်ကြောင့်စပွင့်နေပြီအဲ့နင်းငိမ့်ခံနေနော်ငိမ့်ခံနေလို့ရှိရင်နင်းတစ်လုံးချုပ်ပြီးတာမှန်ငါတို့ကတော့လေငါတို့ယောက်ကမကိုကောင်းကောင်းလက်စင်ပေးထားတာဟုတ်တယ်ငါယောက်ကမဆိုရင်လေပြားပြားကိုဝတ်နေရတယ် ငါ့ကိုဘာမှလည်းပြန်မပြောပါဘူး။အော်ယူအလားတရားလေးငါသားလေးဆွေးပေးငါ့ကိုအနိုင်တိုက်တယ်လို့ ရှင်ဖေတပည့်တော်မှာရောက်ခမောက်နိုင်သောဆုလက်များပေးသနာတော်မူပါဖေတပည့်တော်မှာတောင်းတဲ့ဆုနဲ့ပြည့်ရပါလို့ရှင်ဖေတပည့်တော်မှာဆုလက်များပေးသနာတော်မူပါတပည့်တော်တောင်းတဲ့ဆုနဲ့ပြည့်ပါလေဖေတပည့်တော်တောင်းတဲ့ဆုနဲ့ပြည့်ပါလေဖေ ကျုပ်ဝတ်နေဘာလို့သူ့တော့နေရလဲ မဟာလေယူအားလုံးနဲ့ပုံပြီးချစ်ပါလေလို့ဆုတောင်းနေရဘောမောင်ရဲ့ ဒါမိမကတော့ချစ်တာလေ ချစ်တာဘောမောင်ရဲ့ခွင့်ယောက်ျားပဲဥစ္စာမဟုတ်သူ့ကိုပဲကြည့်ယူပဲပို့ရမယ်နော် ဟာပူချစ်မယ်ဗျာအများကြီးလိုက်ပူချစ်မယ် ဟုတ်ဘာကြီးပဲဖြစ်ခဲ့ယူဘက်ကပဲရှင်းရမယ်နော် ဩယူတယ်မောင်နဲ့တင်မရလေကိုဘေးမမမရှိလို့ဘယ်သူမှတော့ရှိရမှာလေလူရဲ့ သိပါတယ်မောင်ရဲ့ဒါမဲ့လေယူကမောင်ကယူပေါ်ပဲအမြဲတမ်းချစ်စေချင်တော့ဟုတ်ခရောင်းမောင်လို့သစ္စာပြုပေးပါလားအမြဲတမ်းပဲချစ်ပါမယ်လို့နော် သစ္စာပြောရမယ်ကဲတော့ဗျာတင်ဗျာတလောကလုံးမှာရှိတဲ့မိန်းမတွေကိုယူတယ်ပုံပြီးချစ်ပါမယ်ဗျာမာတော့တောင်းမသစ္စာပြလိုက် မောင်ဗျာ တင်ဗျာတလောကလုံးမှာရှိတဲ့မိန်းမတွေတဲ့တပည့်တော်ရဲ့မိန်းမယူချစ်ဆုံးဖြစ်ပါတယ်ဗျာအမြဲတမ်းချစ်ပါမယ်ဗျာတစ်သက်လုံးချစ်ပါမယ်ဗျာကျေနပ်ဗျာ ဒါဘယ်ပြန်လာကြတာလဲ ဖေရပြန်လာကြတယ် အော်လင်းစုံမရဖက်စူတော့ထွက်ကြတယ်ပေါ့ဟုတ်လားတာမင်းမပါပဲသားဖေကိုသွားခဲ့ဘူးလေဟမ်မိသားရင်လို့ကလေးမမဟုတ်တော့ပဲမိမအောင်ရနေပဲဥစ္စာကျွဲလို့မပြောရင်အမေမကြိုက်ဘူးလေအမေသားကိုရတယ်ဆိုပြီးတော့ဒီလိုပြောလို့မရဘူးကိုလာတဲ့ဘဝကိုလေကိုပြန်ကြည့်အောင်လေအမေကြောင့်အမေသားကိုရအမေကိုတော်လာဖို့မစင်စားနဲ့ဒီကျမအဲ့လောက်ထိနေပြီးပြောပြမလို့ပါဘူးအရင်ကဘဝတွေဘယ်လိုပဲရှိခဲ့လက်ရှိဘဝတော့ရေးမပါပါဘူး
အခုကကျမမောင်ရဲ့ဇနီးဖြစ်နေပြီဥစ္စာညညာဖျားသွားတော့ကြည့်ကမလို့အိမ်မှာရှုပ်လို့မလို့ဖျားတိလိုက်ရှုပ်ချင်တယ် မလီလီအမေသားတော့အမေလိုက်တာဘာဖြစ်လဲအမေသားလုံးလိုက်နေကြအမေလိုက်တယ်ဘာဖြစ်လဲ ကျူအမေကိုလည်းမပြောဘူးလေ မောင်နဲ့ညအခုပဲဖျားပြန်လာလေဘသူနဲ့ပဲရှင်းရှင်းကျမဘက်ကပဲရှိမယ်လို့အခုလေသစ္စာပြုထားတယ် အော်အမေကိုခုပြစ်ခါပြုမရကိုထိတ်တန်းတင်မှုဖះမှာသွားပြီးတော့ငပုတစားလောက်ခဲ့ကြတာပေါ့လေဟုတ်လား နောက်ကမှအမေလိုမှဖြစ်မလားပဲအမေပြောသလိုဆွေမရှိမျိုးမရှိကျမရဲ့ဘဝဖျားနဲ့လင်းသားမှလွယ်ပြီးကိုယ်ွယ်အောင်မှမရှိပဲဟုတ်တယ်အမေကိုနိုင်ရဖို့တဖျားမဆုတ်တောင်းပြီးပြန်လာဘာမှမဖြစ်လဲဘာဖြစ်လဲလို့ပါ အမေ မောင် ကျူ အမေသားလေ အမေ ဟိုလေမေမပြောတော့ကြားပါလေ ကြားပါလေ ဒီမဲ့ယူရက်ကမလည်းမိပါလေလေဟင်ဟိုလေရက်ကမကိုတိုင်ဖို့အတွက်ဖះကပါပြီးသစ္စာဆိုတယ်ပြေးပါလေအားကြီးကြီး မင်းရေတော့ဘာလို့လဲ ဘာကမှမလဲမင်းကြ ဟိုတော့တော့မဟုတ်ဘူးချစ်တာပါလေ ဘာကြရပါလဲဒီမှာမင်းတို့ဖះကဘာသစ္စာဆိုခဲ့ကြတယ်လားဟင်လာအမေနဲ့သစ္စာဆိုပါ ဘာဆိုမှလည်း ဘာဆိုပါလဲအမေကိုမင်းမိုင်းပါလေအချစ်ဆုံးစားဖះကသစ္စာဆိုမယ်လာရငါလည်းမကြည့်ဟာလာရဟာလာရပြောမယ်ဟာမင်းတို့ရပေးနေခွာလို့ဒီခွာတဲ့တာတော်လို့ရမလားအရှင်ပြအခုသစ္စာဆိုပြပါလိမ့်မယ်မပြပါနဲ့ဗျာ အမေရဲ့ဒီနေ့ဆက်ပြီးသွားပြီဆိုတာနော် သူ့ပဲဗျာ ဟဲ့ဒီမှာလို့ရတယ်အမေတော့ဒီနေ့ဆွဲတော့အမေတော့ဒီတော့ကဒီမှာမင်းပါတော့ အမေကျမရဲ့ကားလို့ကျမလုပ်ပြရတယ်မင်းနေရာကဝင်လောက်ပါ ဟုတ်ပါတယ်ညညမှာပြီးပါမလာတဲ့တက်မကြနေပါနဲ့ဒါပေမဲ့ဒီကိစ္စလေးငါတော့ငါငငယ်လေးနဲ့ခေါ်လာတာတော့ဒီမှာလည်းဒါလည်းဒါမိမရတယ်ဒီလေမေကျမလုပ်မယ်လေမိမရတယ်ဒီမှာဒီဟောကျေးဇူးတော်ကြီးအမတ်တော်တော်မကြဘူးမကြဘူးမကြဘူးဒါမှမโอเคပါဒါ ပါအမေကိုနှုတ်ဆက်ဖို့ပြေးသွားမလား မမေကိုလည်းတက်တာပါဗျာ ဝိသီတန်းကြီးတော့နှုတ်ဆက်မနေပါနဲ့သားရေLittle People Barbie, welcome to your brand new home, the Little People Barbie Dream House. Wow! We included the pool, the elevator, and the singing toilet. Can't forget to wash my hands. Let's see what you can do. Wow, amazing, love, stunning. I'm obsessed. Tuli da, ငါတို့တာမြတ်